ကျေးရွာအတွင်းမှာနေထိုင်ကြသောအားလက်တဲ့လူငယ်မောင်မယ်များခမညာလှုပ်အားဌာနပြုလုပ်ရန်အတွက်ကျွန်တော်ဟိတကျော်မှနိဗ္ဗာန်အကျိုးမျှော်၍နှိုးဆော်အပ်ပါသည်ခမညာတောင်ဆောင်လမ်းထောက်လို့ပြောအများရှောက်ဖို့နော်တရားဆောင်လို့ပြောနှလုံးသားလို့ပြောအပြုံးလာမှုပြောပြီးကဲဆိုစေအလူရဲ့လို့ပြောဟိတသောစေတနာပေါ်လို့ကဘာပြောညီမလေးတွေကာယအာတနာစေတနာအာဝီဖြာပြစီပြူတရားသူငါမပါသေးဟာမပြေသူငါလည်းပါကုန်ကြည့်ဖို့နော်ရွှေပြောကုသူဤလက်မနီကြစီနော်ဟိတကျော်စေတနာပေါ်လူကဘာကျော်မလွယ်နော်ဖန်လာမကြီးတန်တဲ့ခီအထက်တန်းစားကြမျက်နှာပန်းလာဖြစ်စီတော့ဟိတကျော်စေတနာပေါ်လူကဘာကျော်တောင်ဆောင်လမ်းဖောက်လို့ပြောအများရှောက်ဖို့နော်တရားဆောင်လို့ပြောနှလုံးသားလို့ပြောအပြုံးလာမှုပြောပြီးကဲဆိုစေအလူရဲ့လို့ပြောဟိတကျော်စေတနာပေါ်လူကဘာကျော်ပေါ်
ကဘာကျော်နိဗ္ဗာန်တလမှုတော်ဒါနောက်ဆိုရကုသိုလ်တော်ပြုကြစုတော်သီလဆိုရကုသိုလ်တော်ထိညာစုတော်မေတ္တာတရားဘာဝနာများပွားများကြသည်တော်မဖို့တရားကုသိုလ်ပွားမရဖို့မမလွင်တော်ဖလာမကြီးတန်ရခီအခက်တန်းစားကြမျက်နှာပန်းလှလှဖြစ်စီတော်ဟိတတော်ဟိတကျော်စေတနာပေါ်လူစေတနာပေါ်လူကဘာကျော်စေတနာပေါ်လူစေတနာပေါ်လူကဘာကျော်စေတနာပေါ်လူစေတနာပေါ်လူကဘာကျော်